အားလုံးပဲမင်္ဂလာပါရှင်ကျမတို့အောင်ခိုင်ခိုင်ကျွန်းကုမ္ပဏီရဲ့ Managing Director ဒေါ်မမခိုင်ဖြစ်ပါတယ်ရှင်ကျမတို့အောင်ခိုင်ခိုင်ကုမ္ပဏီကခိုင်သာ Apartment City ဝင်းထဲမှာဖွင့်လှစ်ထားပါတယ်ရှင်ခိုင်သာ Apartment City ရဲ့မှာအင်ဂျင်မင်းနဲ့ပတ်သက်လာလို့ရှိရင်ဘာပဲလို့ကျမတို့အောင်ခိုင်ခိုင်ကိုယုံကြည်သာဆက်သွယ်ဆောင်ရွက်လို့ရပါတယ်ရှင်ကျမတို့ Apartment City ရဆိုရင်ကိုပိုင်ကျောင်းလေးလည်းရှိပါတယ် City Man ယူမဘန်Apartment City ဒေတာပဲဈေးပြီးလို့ရှိရင်ဒီ Apartment Best ဆိုတာလေဒီရန်ကုန်မြို့တစ်မြို့လုံးမှာအမတန်နာမည်ကြီးပါတယ် Apartment Best ဆိုင်လည်းရှိပါတယ်ဆွဲစားတော့ဆိုင်လည်းရှိပါတယ်ကျမတို့ရှိမှာဒါအပြင် coffee ဆိုင်တော်တော်ကောင်းတဲ့အရာတွေရှိတဲ့ coffee ဆိုင်လည်းရှိပါတယ်ရွှေပင်လည်းစားတော့ဆိုင်လည်းရှိပါတယ်ပြီးလို့ရှိရင်ကျမတို့ရှိမှာချမ်းလုံးတော့မဟုတ်ဘူးပါလေဒီနားလေးရောက်ဖေရိုနာဆိုင်ပါဆိုင်လည်းဒီနာဟိုစားတော့ဆိုင်နာမည်လေဒီဘူးမှာတရုတ်ချမ်းလုံးမဟုတ်ဘူးပါလေဒီလိုရှိရလေငါတော့စားနေဆိုင်လေခုတ်ဖူခုတ်ဖူဆိုင်ချမ်းလုံးမဟုတ်ခုတ်ဖူဆိုင်လည်းရှိပါလေမှားပါတယ်ကိုကန်တော်သားလို့ကိုကန်ဆိုင်တွေလည်းရှိပါတယ်ပြီးလို့ရှိရင်ညနေခင်းအာကစားလှူရှာမှုတွေပန်းချံငယ်လေးတွေရှိပါတယ်ဒီပန်းချံငယ်လေးတွေမှာအာကစားပစ္စည်းပြည့်စုံထည့်ထားပါတယ်ကျမတို့ Apartment City မှာဆိုရင်ပေ40-60ပေ60-80ပေ80ပတ်လဲ PDF ပတ်လဲနဲ့ဖင်ကလေးဆိုပြီးတော့အစင်စင်မြေအစင်တန်းခွဲခြားပြီးတော့ထားပါတယ်အနည်းဆုံးပေ40-60ကတော့36,000အားလေးပြီးတော့အမြင့်ဆုံးဖင်ကလေးတီတင်ကြီးပိုင်းတီကျမရှိပါတယ် Apartment City ကိုဝယ်ယူနေထိုင်အားပေးမဲ့သူများကျမတို့ဆက်သွယ်နိုင်ပါတယ်ရှင်အားလုံးကျေးဇူးတင်ပါတယ်